ဒီအမျိုးသမီးမှာရွှေနဲ့ပြုတ်လုထားတဲ့လက်တစ်ဖက်ရှိပါတယ်။ဒီနေ့မှာတော့တောထဲမှာတစ်ပင်ခုနေရင်အဲ့ဒီအမျိုးသမီးရဲ့လက်ပေါ်ကိုတစ်ပင်တစ်ပင်လဲကျသွားခဲ့ပါတယ်။သူမရဲ့ခင်မွန်းဖြစ်သူကတစ်ပင်ကိုဖယ်ရှားဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့မဖယ်ရှားနိုင်ခဲ့ပါဘူး။ဒါကြောင့်သူမရဲ့အသက်ကိုကေတင်ဖို့အတွက်ဇနီးတဲ့ရဲ့လက်ကိုပစိန်နဲ့ဖြတ်ချလိုက်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။ဒီဖြစ်ရဖြစ်ပြီးရဲ့နောက်မှာတော့သူမဟာဖြတ်တော့ခံလိုက်ရတဲ့သူမရဲ့လက်ကိုကြည့်ပြီးအမြဲတမ်းဝမ်းနေနေခဲ့ပါတယ်။ဒါကိုမြင်ရတဲ့သူမရဲ့ခင်မွန်းကသူမအတွက်ခြေတုလက်တုတစ်ခုကိုဒီဇိုင်းဆွဲပေးခဲ့ပါတယ်။ဒါပေမဲ့သူမကတော့အဲ့ဒီလက်ကိုရွှေနယ်ပဲလှုပ်စေချင်ခဲ့တာပါ။ဒါကြောင့်ရက်အနှဲငယ်အကြာမှာတော့ခင်မုန်းဖြစ်သူကသူမအတွက်ရွှေလက်တစ်ဖက်ကိုပြုလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီရွှေလက်ကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်ထဲမှာပိုးဝင်လာပြီးနောက်ရက်အနှဲငယ်အကြာမှာတော့သူမတေဆုံးသွားခဲ့ပါတယ်။သူမမတေဆုံးခင်မှာသူမရဲ့ရွှေလက်ကိုရုပ်အလောင်းနဲ့အတူမြုပ်နှံပေးဖို့ခင်မုန်းဖြစ်သူစီကဂတိတောင်းခဲ့ပါတယ်။ခင်မုန်းဖြစ်သူကလည်းဂတိအတိုင်းပဲလှုပ်ဆောင်ပေးခဲ့ပါတယ်။နေ့အနှဲငယ်ကြာတဲ့အခါမှာတော့ခင်မုန်းဖြစ်သူဟာအလွန်ဆင်းရဲသွားပြီးအသက်ဆက်ဖို့အတွက်ငွေကြေးအရေးတကြီးလိုအပ်လာပါတယ်။ဒါကြောင့်သူဟာဇနီးတဲ့ရဲ့ဂူးစီသွားပြီးမြေချင်းကိုစတင်တူးဆောပါတယ်။သူကရွှေလက်ကိုအပြင်ထုတ်ယူလိုက်တဲ့အချိန်မှာပဲဇနီးတဲ့ရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာခဲ့ပါတယ်။ဒါပေမဲ့သူကတော့ဓာတ်ကိုဂီယူမစိုက်ပဲရွှေလက်ကိုအိမ်ကိုယူလာခဲ့ပါတယ်။အဲဒီကနောက်ပိုင်းမှာတော့ဇနီးတဲ့ကသူမရဲ့ရွှေလက်ကိုပြန်ယူဖို့ရောက်လာခဲ့ပါတယ်။ခင်မုန်းဖြစ်သူဟာအလွန်အမိန်ထိတ်လန့်သွားပြီးရွှေလက်ကိုဇနီးတဲ့တိုင်ပြန်ပေးလိုက်ပါတယ်။ဒါပေမဲ့ရွှေလက်ကိုရပြီးတာနဲ့မကြခင်မှာပဲသူမဟာခင်မွန်းဖြစ်သူကိုတိုက်ပစ်လိုက်ပါတော့တယ်